ဒီမွန်စလီယာမန်ကချက်တာ160နဲ့ပထမဆုံးစာမျက်နှာမှာတော့အမောက်တက်သွားတဲ့အဲ့ဒီအထက်အဆင့်နဲ့မိတ်ဆာနဲ့ရင်ဆိုင်တဲ့ခါကျရင်ခါနာကိုလည်းငါနဲ့တိုက်ခိုက်ပေးပါဆိုပြီးတော့ရှင်နိုဘူးကလေးနဲ့စွာနဲ့ပြောနေအောင်မြင်တွေ့ရမှာဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲသူမကပထမဆုံးအနေနဲ့ငါပြောချင်တာကငါ့ကိုသူစားပြီးတော့တဲ့အချိန်ကြာမှတက်ဖို့စီစဉ်ထားရဆိုပြီးတော့ဒီမှာနေအမှတ်တရားကိုချပြထားပါတယ်အဲ့ဒီနောက်တော့ခါနာကိုကဘာဖြစ်လို့အဲ့လိုမျိုးတွေးနေရလဲညီမတို့အတူတူနှိမ်နေမယ်ဆိုရင်နိုင်ပါဆိုပြီးတော့သူမကပြန်ပြောရှာပါတယ်ဒါပေမဲ့လည်းရှင်နိုဘူးကတော့အဲ့လိုတာမန်တွေကိုစိတ်ထဲကထုတ်လိုက်တော့ပြီးတော့အဲ့ဒီအထက်အဆင့်နဲ့ကအနည်းဆုံးဟာရှီယာ3ယောက်စာအထိတန်ပါတယ်ဒါပေမဲ့အမစီကရခဲ့အဲ့ဒီမိတ်ဆာတွေရဲ့အချက်အလက်ရဆိုလို့ရှိရင်အစားကျူရဲ့အပြင်မိမတွေအသားဆိုလို့ရှိရင်အယူမှုနဲ့ဆွဆွဲလန်းလန်းကိုစားတဲ့မိတ်ဆာပြီးတော့ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ထူးခဲ့တဲ့ဟာရှီယာတယောက်ရဲ့အသားဆိုရင်တေချာပေါက်စားမှာပဲအဲ့ဒါအပြင်အဲ့ဒီဟာရှီယာကမိမတယောက်ဖြစ်နေရင်ပိုလို့တော့တေချာအောင်မယ်ဆိုပြီးတော့သူမချက်ချက်လက်ချက်နဲ့ရှင်းပြနေပါတယ်ဒါပေမဲ့ခါနာဦးကတော့စိုးရိမ်စွာနဲ့ပဲမဟုတ်တာဆိုပြီးတော့စကားကိုမပြီးမတတ်ထွက်လာရင်းနဲ့ပဲရှင်နိုဘူးကတော့အခုလောလောဆယ်ငါ့ရဲ့ခန္ဓာကိုအပြည့်အရန်ပြင်းတဲ့ဝစ်စတီရီယာပန်းတွေရဲ့အစိတ်ကိုတွင်းထားရတယ်ငါ့ရဲ့ခန္ဓာကိုယ်ထဲကသူရဲ့ကိုယ်ရင်ကအစိတ်အပိုင်းတွေပါဝင်လက်ချောင်းတွေရဲ့ထိတ်ထီပါပြန့်နှံ့နေရလို့သူမဆိုလိုက်ပါတယ်ခါနာဦးကတော့ဘူးမတိပါမသိနေပဲအဲ့ဒါဆိုလို့ရှိရင်ညီမလုံမယ်ဆိုပြီးတော့ကလေးဆန်စွာပြန်ပြောပါတယ်ဒါပေမဲ့ရှင်နိုဘူးကတော့ဒီလိုအချိန်မျိုးမှာမင်းလည်းဘာမှမတက်နိုင်တော့ဘူးပြီးတော့ဒီလိုအချိန်မျိုးကိုရောက်ဖို့ငါတနေ့လောက်စောင့်ခဲ့ရတာငါ့ရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်တွေပြန့်သွားဖို့ကိုလည်းထက်တယ်လဲစူးစမ်းခဲ့ရတာလို့သူမကပြောရင်းနဲ့ပဲအဲ့ဒါအပြင်ငါဒါကိုစမ်းမှုတာပထမဆုံးအချိန်ပဲနောက်တစ်ချိန်တော့အသုံးဝင်ပါမလားဆိုတာကငါမပြောတတ်ဘူးပြီးတော့ရှင်နိုဘူးကဒီအစိတ်ကကပုစွတ်ကျင်နဲ့အထက်အဆင့်တွေပေါ်မှာအလုပ်ဖြစ်ရလားဆိုတာကိုသိကြမသိဘူးလို့သူမကပြောပြပါတယ်ငါ့ရဲ့ဓာတ်ထဲမှာဆိုလို့ရှိရင်အစိတ်ကမီလီလီတာနှုန်းလောက်ပဲထည့်ရနိုင်တာဒါပေမဲ့ငါခန္ဓာကိုယ်အသားကိုစားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမိစ္ဆာကိုလောင်ကျွမ်းသွားစေတဲ့အထိဖြစ်လိမ့်မယ်လို့ဆိုထားရင်းနဲ့ပဲအဲ့ဒီနောက်ရှင်နိုဘူးကငါရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်က38ကီလိုလောက်ရှိမယ်ပြီးတော့ငါအစိတ်ကိုအချိန်80ကျော်လောက်တောက်ခဲ့ရလို့ဆိုရင်းနဲ့ပဲတစ်ဖက်မှာတော့လက်ရှိဖြစ်ပျက်နေတဲ့ပုံရိပ်များစီကိုပြန်ရောက်သွားပြီးတော့ဒိုမန်ရဲ့လက်တစ်ဖက်ကကျမ်းမြင့်ကိုထောက်ထားရင်းနဲ့ပဲထောက်ထားတဲ့လက်ကပြုတ်ထွက်သွားပါတယ်တစ်ဆက်တည်းမှာပဲအယိုးတွေအကုန်လုံးကအရေးပြောကြကုန်ပြီအစိတ်မိရလားအဲ့ဒီကောင်မလေးကလို့ပြောလိုက်ရင်းနဲ့ပဲရှင်နိုဘူးကိုတတိယတော့ကအစိတ်တွေအကုန်လုံးကငါရဲ့ခန္ဓာကိုယ်နဲ့ပြန့်နှံ့သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးငါရဲ့ခန္ဓာကိုယ်ကိုပြန်ကောင်းအောင်လုံးမရမယ်လို့ဒိုမန်ကတယောက်တည်းတွေးနေပါတယ်အဲ့ဒီနောက်မှာသူ့ရဲ့အယုတ်တွေကိုပြန်သိမ်းလိုက်က Ines ကတော့သူ့အရှိနဲ့ရေခဲရုပ်ထုကကွဲကျသွားတာကြောင့်မို့လို့စောက်ကျိုးနဲ့ဘာဖြစ်တာလဲဟာပျောက်သွားတာလားထောင်ချတစ်ခုခုမိသွားတာပြောလိုက်တဲ့အချိန်မှာခါနာဦးကမဟုတ်ဘူးတခင်မရဲ့အစိတ်အာလိတင်စားပြရလို့ပြောရင်းနဲ့ပဲငါတို့တွေတောင်းကြိုတိုက်ွက်တိုင်မယ် Ines အခုသူ့ရဲ့ခေါင်းဖျက်လိုက်တော့ဆိုပြီးတော့တိကျခိုင်မာတဲ့ decision တစ်ခုကိုချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့တစ်ခုရှိရကားဆိုတဲ့အတန်နဲ့အတူပဲလွယ်လွယ်တော့တေးမှာမဟုတ်ဘူးဒီအစိတ်လောက်နဲ့အထက်အဆင့်ကိုတေးအောင်တတ်နိုင်မှာမဟုတ်ဘူးလို့ပြောရင်းနဲ့ပဲခါနာဦးကနောက်ဆုံးအချိန်ထိယိုကိုအာဆန်မရဲ့စကားလုံးတွေကမေယွန်နိုင်စက်ကောင်းအောင်မှန်ကန်နေခဲ့တယ်။ဘာလို့လဲဆိုတော့ငါအရန်အညိုလေးထားလို့နေရဆိုတာကို तू ကတိပြီးတော့သတိပေးခဲ့တယ်။ပြီးတော့ငါ့ကိုပြောခဲ့တယ်မိစ္ဆာတကောင်းနဲ့အတူတူသူပြဿနာလှုပ်ဖို့ကိုအဲ့နောက်မှာတော့အတိတ်ကိုပြန်ရောက်သွားပြီးတော့ရှင်နိုဘူးကခါနာကိုအစိတ်ကတော်တော်လေးကိုအလုပ်ဖြစ်တယ်ဆိုလို့ရှိရင်တော့မှသတိလက်လွတ်မဖြစ်စေနဲ့တေချာအောင်သူ့ရဲ့ခေါင်းရအောင်ဖြတ်ပြီးတော့ငါကမိစ္ဆာကိုအနိုင်ယူဖို့အရန်အောင်အင်အားနေလို့နဲ့အဲ့ဒါကြောင့်မို့လို့ခါနာကငါရဲ့အစာမိစ္ဆာရဲ့ခေါင်းကိုဖျက်ယူပေးပါနော်ဆိုပြီးတော့ဂတိတောင်းနေအောင်မြင်တွေ့ရမှာဖြစ်ရင်လည်းခါနာရဲ့စိတ်ထဲမှာတော့ညီမတီးပါတယ်အဆင်ပြေရမို့လို့စိတ်ပူနေပါတယ်တော့တေချာဖို့သူ့ရဲ့ခေါင်းကိုဖျက်ပေးပါမယ်တခင်မစီစဉ်တာအတိုင်းဖြစ်စီရပါမယ်ဆိုပြီးတော့လေးနဲ့ဆိုပြောနေနေပဲရှင်နိုဘူးဆမ်မရဲ့အသက်ကိုအလုံးဝအလကားမဖြစ်စေရအောင်ငါနေ့ကိုရအောင်တတ်မယ်ဆိုတဲ့အတန်နဲ့တူပဲဒိုမန်ရဲ့အနာကိုရုတ်တရက်ပြေးဝင်သွားပြီးတော့ Ines ကမင်းရဲ့စောက်ခွက်ကိုပြန်ကြည့်စမ်းမအောင်ကွာတေကန်ဒီပုတ်ပွားနေတဲ့အကောင်လို့စုပ်ပြတ်တက်နေပြီးတော့ပြောလိုက်တဲ့ဆက်ထဲမှာပဲဒိုမန်ကသွေးမိစ္ဆာအတက်ရေခဲနှင်းဖြူဗုဒ္ဓဆင်းလူတို့ပြောလိုက်တဲ့ဆက်ထဲမှာပဲရေခဲရုပ်ထုကြီးပေါ်ထွက်လာပြီးတော့အရန်အောင်ကြီးမားတဲ့အချိန်ကြောင့်ခါနာအောင်နဲ့ Ines ရဲ့ position ကပြတ်သွားရပါတယ်ပြီးတော့အဲ့ဒီရုပ်ထုကြီးက Ines နဲ့ခါနာအောင်နှစ်ယောက်စလုံးကိုလိုက်ရိုက်နေတာကြောင့်မို့လို့သူနှစ်ယောက်ကတောက်ကင်းနေဖြစ်နေပြီးတော့ခါနာကဒီတိုက်ကွက်က area အရန်အောင်ကျဲပြန့်လွန်နေပြီးတော့အခုချိန်ဒီသူ့ရဲ့စွမ်းအားတွေကဒီလောက်ထိကျန်နေသေးရလားဒီတိုက်ကွက်ကိုရှောင်ပြီးတော့လေအေးရင်နဲ့ဝေရကိုသွားမယ်ဆိုလို့ရှိရင်သူ့ကိုပြန်ကောင်းမှုအချိန်ပေးသလိုဖြစ်သွားလိမ့်မယ်ဒါပေမဲ့လေအေးတွေကိုရှုမိသွားမယ်ဆိုလို့ရှိရင်လည်းတိုက်ခိုက်ရတာအခွက်တွေအောင်မယ်အဲ့ဒါကြောင့်မလို့ရှင်နိုဘူဆန်ကနောက်ဆုံးအချိန်ဒီငါ့ကိုသတိပေးသွားခဲ့တယ်အဲ့ဒီနောက်မှာတော့မဖြစ်ဘူးအနားကိုရောက်လာပြီဆိုတဲ့စကားအသံနဲ့တူပဲရေခဲတိမ်နူများဖုံးကိုသွားပြီးခါနာကတိုက်ကွက်ကအရန်အောင်ကျန်းလို့နဲ့သူ့ရဲ့တိုက်ကွက်ကြီးကလုံးဝလွတ်လပ်မရှိဘူးဒီနောက်ဆုံးတစ်ချက်တည်းနဲ့ငါတို့တစ်ခါလေးတည်သွားနိုင်တယ်ပြီးတော့ငါအဲ့ဒီပုံစံတိုက်ကွက်ကိုထုတ်သုံးမှဖြစ်တော့မယ်လို့သူမကပြောနေရင်းနဲ့ပဲအတိတ်စီကိုပြန်ရောက်သွားပြန်ပြီရှင်နိုဘူးကမင်းအဲ့ဒီပုံစံကိုသုံးမယ်ဆိုလို့ရှိရင်မင်းရဲ့မျက်လုံးတွေကိုတစ်သက်လုံးဆုံးရှုံးသွားနိုင်တယ်မျက်လုံးတွေကအရန်အောင်နုဖက်ပြီးတော့ထိရှလွယ်တယ်မင်းရဲ့သွေးတွေကမျက်လုံးထဲစီးဝင်သွားတဲ့ခါကျရင်ခံနိုင်မှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်မလို့ဒီတိုက်ကွက်ကိုအနေရကြားရောက်လာပြီးတော့အရေးကြီးတဲ့အချိန်ကျသုံးမှဆိုပြီးတော့တေချာမှားနေအောင်မြင်တရမှာဖြစ်ပါတယ်ဘာဖြစ်လို့ညီမလောက်ထိတတိပေးနေခဲ့ရလဲအမားတော်မှာကိုယ့်ရဲ့အသက်ကိုစတေးရဲသေးရပဲညီမကမျက်လုံးလေးအတွက်ဘာလို့စိတ်ပူနေရမှာလဲလို့မေးခွန်းထုတ်နေရင်းနဲ့ပဲအမအရန်အောင်ကျန်တဲ့လူတစ်ယောက်ပါအမြဲအားကြဂုဏ်ယူပြီးတော့လေးစားနေခဲ့ရလို့ပြောနေရင်းနဲ့ပဲခ
ကာကွယ်ပေးခြင်းနဲ့လေငါအသက်နဲ့လဲရမယ်ဆိုရင်တော့မင်းကာကွယ်ပေးခြင်းနဲ့ညီမတို့အကုန်လုံးအတူတူအိမ်ပြန်ခဲ့ရမယ်လို့ခန္ဓာကိုယ်ကသူ့ရဲ့စိတ်ဝင်များကိုမင်းတယောက်မှဖြစ်ပြီးတော့အဲ့နောက်မှာပဲသူမကပန်းပွင့်အသက်ရှူခြင်းအဆုံးသက်တိုက်ခွက်တရားပင့်ကူမျက်လုံးရဲ့မသိချင်တရားဆိုပြောလိုက်ရဲ့နောက်မှာပဲတရားအားလုံးကနှေးကွေးသွားပြီးတော့ခန္ဓာကိုယ်ကလည်းငါရဲ့လှုပ်ရှားမှုကအကန့်အသတ်ကိုကျော်လွန်သွားပြီးငါရဲ့ဘီပပတ်လည်မှာရှိနေတဲ့အရာတွေအားလုံးကလည်းနှေးကွေးသွားနေအောင်မြင်ရတယ်ငါရဲ့မျက်လုံးနဲ့သွေးစီးပြီးတော့ညီရဲလာတဲ့အထိဖိအားတွေပေးမိနေပြီးတော့ပြောရင်းနဲ့ပဲခန္ဓာကိုယ်ကခုန်သွားပြီးတော့ဒိုမန်ရဲ့အနာကိုကတ်သွားကသူ့ရဲ့ခေါင်းဓာတ်နဲ့ဖြတ်ဖို့လုပ်ခဲ့ပါတယ်သူ့ရဲ့မလဲရေခဲရုပ်ထုကြီးကရုပ်တရက်လေထားမိုးလိုက်တာကြောင့်မလို့ခန္ဓာကိုယ်ကခဲသွားပြီးတော့သူ့ရဲ့ပါးစပ်ကနေလဲလှုပ်ဆမ်းမှာလှုပ်လိုက်ဆမ်းမှာဖြတ်ဆမ်းမှာလို့ပြောရင်းနဲ့ပဲသူမကကိုအားပေးနေပြီးတော့သူ့ရဲ့ခေါင်းကလည်းအစိတ်ကြောင့်ပျက်စီးနေပြီပဲကိစ္စမရှိပါဘူးငါဖြတ်နိုင်တယ်ဆိုပြီးတော့ပြောနေရင်းနဲ့ပဲစိုးနေတာကသူ့ရဲ့တကူလုံးကအေးခဲနေတာဖြစ်ပြီးတော့ဒီနေ့ကယူလိုက်ဆမ်းမှာတားရဲ့အသက်ရှူခြင်းပုံစံအစ်စ်ဓာတ်သွားမြဖြစ်ခွင်းချင်းလို့ပြောနေရင်းနဲ့ပဲဒိုမန်ရဲ့ခေါင်းသားကိုရောက်လာပြီးတော့ဒိုမန်ကနောက်ဆုံးအနေနဲ့ဒါကအထဲကိုစိုက်ဝင်နေပြီဆိုရက်စကားနဲ့အတူပဲခေါင်းကပြုတ်ထွက်သွားပြီးတော့ဒီမှာနဲ့ချက်တက်တဲ့60နှစ်ကအံ့ထားပါတယ်။ပိုင်းအတူနောက်လေးမှပြန်လာခဲ့ပါမယ်ကျွန်တော်ကတော့ဆရာဖြိုးပါ